ဟော့ပေါ်ဆိုင်ကကော်လဂျင်ဆုပ်တွေကိုဘာလို့အလိုခေါ်ကြတာလဲအကြောင်းရင်းကတော့သားရည်တင်းရင်မှုနဲ့အယိုးတန်ဆွမ်းမှုအတွက်ဆွမ်းဆောင်ပေးတဲ့ protein တစ်မျိုးဖြစ်တဲ့ collagen တွေများပြားစွာထွက်လာအောင်အချိန်ကြာပြုတ်ထားလို့ပါပဲ collagen soup ကိုတော့ပုံမှန်ရိုးပြုတ်ရည်တွေလို့အရေးကြီးကြဲမဟုတ်ဘဲခက်နောက်နောက်အဖြူရောင်အရေးဖြစ်တွေ့ရမှာပါမိမိနှစ်သက်ရာအသားရည်အယိုးကိုအချိန်ကြာပြုတ်ထားရင် collagen နဲ့ gelatin လို့ခေါ်တဲ့ protein တွေထွက်လာနိုင်ပြီးပြည့်ဝတဲ့အရေးရတာကိုလည်းပြီးဆွမ်းနိုင်ပါတယ်ဒါပေမဲ့ဒီ collagen soup ကိုတောက်တာနဲ့အသားရည်တင်းရင်မှုနဲ့အယိုးတန်ဆွမ်းမှုကိုအာမခံချက်မရှိသေးပါဘူးအခုချိန်မြင့်မှာအချိန်ကြာကြီးတည်ထားရတဲ့အတွက်အာဟာရတန်ဖိုးတွေကတစ်ခုဖြစ်တဲ့ collagen တွေဟာလည်းဓာတ်ပြေသွားနိုင်တာမို့အယိုးပြုတ်ရည်တွေမှာ collagen ပမာဏဟာခန္ဓာကိုယ်ကလိုအပ်သလောက်ပါဝင်နိုင်မှုမရှိနိုင်ပါဘူးဒါကြောင့်သဘာဝလျော် collagen ကြွယ်ဝတဲ့အစားအစာများနဲ့တွဲဖက်စားသုံးသင့်ပါတယ်။နောက်ထပ်မှာတော့ collagen ကြွယ်ဝတဲ့အစားအသောက်တွေကိုမျှဝေရင်းနဲ့ပြန်လာမှာမို့စားသောက်နေပတ်သက်တဲ့ဗဟုသုတနဲ့သုံးဝင်တဲ့နည်းလမ်းတွေအတွက် Food Classroom Page ကို Like and Follow လုပ်ထားကြအောင်နော်။